ကဲဒီတစ်ခေါက်မှာတော့အားလုံးသိကြတဲ့နာမည်ကျော်ဇက်ကောင်တစ်ကောင်ဖြစ်တဲ့ကူရာမဟုတ်ပါတယ်အမီကိုချောင်းမြေခွေးရဲ့အချောင်းကိုအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ပါတယ်စပိုင်းမှာတော့သူ့ကိုဘယ်လိုမြင်ကြလဲဆိုတော့တရှိဘေးအန်တရာကြီးတစ်ခုလို့အတိညာမရှိတဲ့မိစ္ဆာကောင်တစ်ကောင်လို့ပြောရရင်မုံတီးမှုတွေအားလုံးစုပေါင်းပြီးပုံဖော်ထားတဲ့တတ္တဝါကြီးတစ်ခုလို့ပါပဲဒါပေမဲ့သူ့ရဲ့ဇလန်အဆုံးသတ်မှာတော့အရာအားလုံးကပြောင်းပြန်ဖြစ်သွားခဲ့တယ်သူတည်ဆုံးသွားချိန်မှာမိစ္ဆာတစ်ကောင်အနေနဲ့မဟုတ်ပဲသူရဲ့ကောင်တစ်ယောက်အားကိုရတဲ့အသင်းပေါ်တစ်ယောက်ပြီးတော့အရင်နီးဆုံးတငယ်ချင်းတစ်ယောက်အနေနဲ့ပါဆိုတော့စဉ်းစားစရာဖြစ်လာတာကဘယ်လိုလုပ်ပြီးမိစ္ဆာကောင်တစ်ကောင်ကနေအသက်ကိုစတေတဲ့အာစာနီတစ်ယောက်ဖြစ်သွားရတာလဲအဲ့ဒီကြားထဲမှာဘာတွေဖြစ်ခဲ့လဲဒါကပဲသူ့ရဲ့မယုံနိုင်စရာခရီးစဉ်တစ်ခုပေါ့ကဲဒီဇလန်ကိုနားလည်ဖို့ဆိုရင်သူ့ရဲ့အစာကိုပြန်တွားကြည့်ဖို့လိုပါတယ်ကိုရမဆိုတာအင်အားအကြီးဆုံးတဲ့အကြောင်းဆရာအကောင်ဆုံးတတ်တော်တစ်ကောင်အဖြစ်ဒန်ဒိုင်တွေထဲမှာဘလို့ setting ခဲ့တဲ့ဆိုတာကိုပေါ့သူ့ရဲ့မူလစိတ်ဓာတ်ကိုသူ့စကားနဲ့ပဲပြောရရင်အကောင်းဆုံးပါပဲမာနအယမ်းကြီးတယ်အရာရာကိုအစိုးမြင်တယ်ပြီးတော့သူ့ကိုယ်သူဘာလို့သတ်မှတ်ထားလဲဆိုတော့လူတောင်းတွေကိုရာစုနဲ့ချီပြီးမုံတီးလာတဲ့စိတ်တွေကနေမွေးဖွားလာတဲ့မုံတီးမှုရဲ့ပြာယုတ်တစ်ခုတဲ့အဲ့ဒီတော့အမီပါသားရေးဆိုတာဘာလဲလို့မသိသေးတဲ့သူတွေကခဏရှင်းပြရင်သူတို့ကရှေ့ခေတ်ကအီယာမတတ္တဝါကြီးတကောင်ရဲ့ချက်ကရစွမ်းရည်တွေကိုခွဲထုတ်ပြီးဖန်တီးထားတဲ့တတ္တဝါ၉ကောင်ပါအဲ့ဒီ၉ကောင်ထဲမှာမာကူရာမကအင်အားအကြီးဆုံးပဲဖြစ်ပါလေဒါပေမဲ့စဉ်းစားကြည့်လိုက်သူ့ရဲ့မုံတီးမှုတွေကအကြောင်းပြချက်မရှိပဲဖြစ်လာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ရာစုနှစ်ပေါင်းများစွာတလျှောက်လူသားတွေကသူ့ကိုတက်ရှိတကောင်လိုကိုမမြင်ခဲ့ကြဘူးသူတို့တော့ကူရာမဆိုတာစစ်ပွဲမှာတုံးတဲ့လက်နက်တစ်ခုထပ်မပိုးခဲ့ပါဘူးသူရဲ့တမိုင်းကိုတစ်ချက်ပြန်ကြည့်လိုက်ရင်ဒါကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဟာကရိုမိုကသူ့ကိုဖန်တီးခဲ့ပြီးကြတဲ့ကမာရာရာကသူ့ပြန်ဘက်ကိုတိုက်ဖို့လက်နက်လို့တုံးတယ်ပြီးတော့မီတိုဥဇူမာကီရဲ့ခန္ဓာကိုယ်ထဲမှာချိတ်ပိတ်ပြီးအချင်းချခံရတယ်အဲ့ဒီနောက်မှာလဲကုရှိနာဥဇူမာကီစီလက်ဆင့်ကန်းခံရပြန်ရောဒါအတုံးချခံရလိုက်အချင်းချခံရလိုက်နဲ့တန်တရာလဲနေခဲ့တဲ့ဝမ်လက်စီယာတမိုင်းပါမယ်အဲ့ဒီနောက်မှာတော့သူ့ဘဝရဲ့အထင်ရှားဆုံးအခမ်းအနားကိုရောက်လာပါပြီအဲ့ဒါကတော့ကူနိုဟာရွာကိုတိုက်ခိုက်အပြီးမှာမွေးခင်းစကလေးလေးနာရူတိုဥဇူမာကီရဲ့ခန္ဓာကိုယ်ထဲမှာအကျဉ်းသားတစ်ယောက်အဖြစ်ချိတ်ပိတ်ခံလိုက်ရတာပါပဲအစာပိုင်းမှာထရိုနီယောရဲ့ဆက်ဆံရေးကဘယ်လိုရှိခဲ့လဲဆိုတော့လုံးဝကိုရံဖက်တယ်ပါပဲကူရာမာရာရဲ့တခုတည်းသောရေချက်ကချစ်ပိတ်ထားတဲ့တန်စစ်ကိုဖြတ်ပြီးအပြင်ကိုထွက်ဖို့နာရူတိုရဲ့ရေချက်ကကြတော့သူ့စွားကိုထိန်းချုပ်ပြီးတခြားသူတွေကိုကာကွယ်ဖို့သူရဲ့ပန်းတိုင်တွေကလုံးဝကိုစံကျင်ဘက်ဖြစ်နေပဲလားပါဆိုတော့နာရူတိုကကူရာမရဲ့စွာငါကိုမိခေါ်လာတာကတကယ်ကိုအန်ဒရီများတဲ့အပြေးယူတစ်ခုဖြစ်လာခဲ့တယ်အစာပိုင်းမှာတော့ဒေါသထွက်တဲ့အခါစွမ်းရည်လေးတွေနဲ့ဆင်းထွက်လာတာကနေတဖြည်းဖြည်းနဲ့ချက်ကရအလွာတွေပေါ်လာတယ်နောက်ပိုင်းမှာတော့လူသားဆမှုတွေပျောက်ဆုံးပြီးသားရည်လေးတစ်ကောင်လိုဖြစ်လာတယ်နောက်ဆုံးမှအယိုးစုတွေပါပေါ်လာတဲ့အထိကြောက်စရာကောင်းတဲ့ပုံစံဖြစ်ပြောင်းလဲပါခဲ့တာပါဒါပေမဲ့အဲ့ဒီနောက်မှာပဲအရာအလုံးကိုပြောင်းလဲသွားစင်မဲ့အချို့ကွေတစ်ခုကိုရောက်လာခဲ့ပါတယ်ရာစုနဲ့ချီတဲ့မုံတီးမှုတွေစတင်ပြီးပြောက်သွားတဲ့အချိန်ပေါ့ဒီနေရာကတကယ်ကိုစိတ်ဝင်စားမှုအကောင်းဆုံးအပိုင်းပါပဲဒီနေရာမှာနာရူတိုကဘယ်သူမှမလုပ်ခဲ့ဘူးတဲ့အလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်သူကကူရာမကိုအနိုင်ယူဖို့စ조사တာမဟုတ်ဘူးသူရဲ့နာကျင်မှုတွေသူရဲ့မုံတီးမှုတွေကနေကဲတင်ပေးမယ်လို့ကတိပေးခဲ့တာပါစဉ်းစားကြည့်လေရာစုနှစ်တွေနဲ့ချီပြီးလက်နက်တစ်ခုလိုအတုံးချခံလာရတဲ့တတ္တဝါကြီးအတွက်ဒါဟာတစ်ခါမှမကြားဘူးတဲ့ကမ်းလှမ်းမှုမျိုးပဲဒီစကားကအစိုးမြင့်စိတ်တွေနဲ့ပြေးနေတဲ့မိခွေးကြီးကိုအကြီးကျယ်ကိုတုံလုသွားစေခဲ့ပါတယ်အဲ့ဒါကစကားအဖြစ်တယ်မဟုတ်ခဲ့ဘူးနာရူတိုရဲ့မယိုင်မလဲတဲ့စိတ်သက်နဲ့အမီပါသားရဲ့အားလုံးကိုကဲတင်ခြင်းတဲ့သူ့ရဲ့စစ်မှန်တဲ့စန္ဒကိုကူရာမမြင်တွေ့ခဲ့ရတယ်အဲ့ဒီအချိန်မှာပဲကူရာမဟာသူ့ရဲ့ရန်သူမဟုတ်ပဲမိတ်ဖက်တယောက်ဖြစ်လာဖို့ကိုနောက်ဆုံးမှရွေးချယ်ခဲ့ပါတော့တယ်အနိုင်ကျင့်မှုနဲ့မဟုတ်ပဲလေးစားမှုနဲ့တိဆောက်ခဲ့ဒီမိတ်ဖက်ဆက်ဆံရေးဟာအထွတ်ထိပ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ကူရာမကိုမိစ္ဆာကောင်းဘဝကနေသူရဲကောင်းတယောက်ဖြစ်ထပါတာပြောင်းလဲသွားစေခဲ့တဲ့အဆုံးစွန်သောစတေးမှုတစ်ခုပါပဲအရှိကီအိုဆုဆုဆုကီလိုအင်မဒန်အဆွမ်းထပ်တဲ့ရန်တုန်ကိုရင်ဆိုင်ဖို့သူတို့မှနောက်ဆုံးအခွင့်အရေးတစ်ခုပဲရှိတော့တယ်အဲ့ဒါကတော့ barrier mode ပါပဲသူ့ကို nuclear ပေါင်းစက်မှုလိုမျိုးစဉ်းစားကြည့်လို့ရတယ်မယုံနိုင်လောက်တဲ့စွမ်းအင်ကိုထုတ်ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီစွမ်းအင်အတွက်ကုန်ကြမ်းကတော့အသုံးပြုသူရဲ့ကိုယ်ပိုင်အသက်ပဲဒီထက်ပိုကြီးတဲ့စွန့်စားမှုမရှိတော့ပါဘူးဒါပေမဲ့ဒီမှာလက်ကွက်တစ်ခုရှိခဲ့တယ်ခူရာမကနာရူတိုကိုလိန်ညာခဲ့ပါတယ်သူကဘယ်ရီယွန်မှုကိုသုံးရင်အသက်ပေးဆက်ရမယ်လို့ပဲပြောခဲ့တယ်ဒါပေမဲ့အမန်တရားကတော့အဲ့ဒီပေးဆက်ရမယ့်အသက်ဟာနာရူတိုရဲ့အသက်မဟုတ်ဘူးခူရာမရဲ့ကိုယ်ပိုင်အသက်တစ်ခုတည်းသာဖြစ်ပါတယ်သူတဖြည်းဖြည်းပျောက်ကွယ်သွားခြင်းမှာပြောခဲ့တဲ့ဒီနောက်ဆုံးစကားတွေကအရာအလုံးကိုဖွင့်ချသွားခဲ့ပါတယ်ဒါဟာနာရီတိုအော်ဘော်တူဘလောက်ထိယူဆိုင်တယ်
ဘယ်လောက်ထိကာကွယ်ပေးခြင်းတဲ့ဆိုတာကိုပြသသွားတယ်အဆုံးစွန်တို့ချစ်ချင်းမေတ္တာပါပဲ စရာသူ့ရဲ့ဒီ statement ကဇလန်ရဲ့အဆုံးသက်တစ်ခုသက်မဟုတ်ခဲ့ပါဘူးဒါဟာသူ့ရဲ့ဇက်ကောင်ခီးစဉ်တစ်ခုလုံးကိုပြည့်စုံစေခဲ့တဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပြီးသူ့ရဲ့ထာဝရအမွေအနှစ်ကိုအခိုင်အမာခြံထားခဲ့တာပါပဲသူ့ရဲ့အမွေအနှစ်ကိုပြန်ကြည့်ရရင်သူကတဘာဝဖြစ်အန္တရာယ်ကြီးတစ်ခုရဲ့ပြားရုပ်ကနေမိဘတယောက်ရဲ့အကာအကွယ်ပြမှုဆိုတဲ့ပြားရုပ်ဖြစ်ပြောင်းလဲသွားခဲ့တယ်မုံတီးမှုရဲ့ပြားရုပ်လို့ခေါ်ခံရတဲ့တတ်ကြွတစ်ကောက်လုံးပြောင်းလဲနိုင်တယ်ဆိုတာကိုတတ်သိပြခဲ့တယ်သူ့ကဘာမှာအခိုင်အမာဆုံးနဲ့တစ္ဆာအရှိဆုံးမိဖက်ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ခဲ့တယ်ပြီးတော့အဆုံးမှာတော့နာရုတိုရဲ့သမီးရှိမာဝါရီနဲ့အတူငင်းချမ်းတဲ့ဘဝတစ်ခုမှာပြန်လဲမွေးဖွားခွင့်တော့ရခဲ့ပါသေးတယ် ဒီဇလန်ကကျွန်တော်တို့ကိုနောက်ဆုံးအနေနဲ့အတွေ့အပွားဆရာမေခွန်းတစ်ခုခြံထားခဲ့ပါတယ်မုံတီမှုလေးနဲ့ပဲတိဆောက်ထားတဲ့အမွေနှစ်တစ်ခုကိုအဆုံးမတကယ်ပဲရွေးနှုတ်လို့ရနိုင်ပါမလားဒါကတော့စဉ်းစားစရာပါပဲ